တာမီမီတို့ရဲ့မိခင်ဖခင်များအားလုံးမင်္ဂလာပါလို့ဆရာနှုတ်ခွန်းဆက်လိုက်ပါတယ်ဆရာဒေါက်တာဆိုင်မြတ်သူပါဒီနေ့မှာတော့ဆရာတို့ကုမိုရဲ့ချစ်ချင်းမြတ်တာမေမေတို့အတွက်တည်ကောင်းစရာအစီအစဉ်အောက်ကနေပြီးတော့ကလေးရဲ့စီးအယောင်အမျိုးမျိုးအကြောင်းကိုဘ ഹു တုဒအနေနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်အဲ့တော့ဆရာတို့ဆေးကန်းနေမှာလေကလေးမေတွေကစိတ်ပူလို့လာကြတာတွေရှိတာပေါ့နော်ဒီနေ့စီအများကြီးသွားလို့နည်းနည်းလေးသွားလို့အယောင်ကငကိုအယောင်မဟုတ်လို့နော်အဲ့တော့ဘယ်အယောင်ကစိတ်ပူစရာကောင်းတယ်ဘယ်အယောင်ကတော့စိတ်မပူပါဘူးဆိုတာလေးကိုဆရာခွဲခြားခြားလေး꿰သွားအောင်ပြောပြပေးမယ်နော်အဲ့တော့ဆရာတို့အယောင်အဖျော်ဆုံးကနေအရင်ကိုသွားကြတာပေါ့နော်အဲ့တော့အယောင်အဖျော်ဆုံးဖြစ်တဲ့ဆရာတို့ clear color ပေါ့နော်ကြည်လေးတွေသွားနေတယ်ပေါ့နော်စီးအယောင်ကြည်တယ်ဆိုရင်ဒါဟာဆရာတို့ကလေးတယောက်ဟာရေတောက်များတဲ့အတွက်ကြောင့်မလို့နော်ရှုခဏခဏပေါက်တဲ့အခါမှာဒီတောက်သမျှရေအကုန်ပြန်ပါတဲ့အတွက်ကြောင့်မလို့စီးအယောင်ကြည်လေးတွေသွားတာဖြစ်ပါတယ်ဒါဟာတိတ်တော့စိုးရင်စရာမရှိပါဘူးနော်အဲ့တော့ပုံမှန်စီးကာလာဖြစ်တဲ့နော်ဒီထက်နည်းနည်းရင်လာတဲ့အဝါဖြော့လေးနော်ဒါကတော့ဆရာတို့ခန္ဓာကိုယ်မှာစွန့်ပစ်ပစ္စည်းတွေရှိပါတယ်အဲ့တော့ခန္ဓာကိုယ်ကဒီစွန့်ပစ်တာစီးလန်းကြောင်းကစွန့်ပစ်တဲ့အတွက်ကြောင့်မလို့စီးအယောင်ထဲမှာအဝါရောင်လေးတွေပါလာတယ်ဒါပေမဲ့အများကြီးမဟုတ်ဘူးဒါအဝါဖြော့လေးပါတယ်ဆိုရင်ကလေးတယောက်ရဲ့ပုံမှန်စီးအယောင်ပဲဖြစ်ပါတယ်အဲ့တော့ဒီထက်နည်းနည်းလေးစီးအယောင်ရင့်လာရင်ရောနော်အဝါရင့်ကဘာကြောင့်ဖြစ်တတ်တယ်လဲပေါ့နော်အဝါရင့်ကတော့ဆရာတို့ကလေးတယောက်ဟာရေတောက်နေတဲ့အခါမှာခန္ဓာကိုယ်ကဒီစွန့်ပစ်ပစ္စည်းအယောင်အဝါဓာတ်ကများပြီးတောက်တဲ့ရေကနဲတော့စီးသွားတာအယောင်ကဒါပို့ပြီးတော့ရင့်သွားတာဖြစ်တတ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီထက်ပိုရင့်လာရင်เนาะဟွာပို့ပြီးတော့ရင့်တော့ပရင်းရောင်ပုံစံမျိုးလေးပေါ့เนาะဒါမျိုးလေးတွေဖြစ်လာတယ်ဆိုရင်ကောအဲ့ဒါဆိုရင်တော့ဆရာတို့ကရေတောက်နဲယုံနဲ့မကပဲခလေးမှာရေဓာတ်ခန်းတဲ့လက္ခဏာပါရှိနေပြီလားရေကအရန်ကိုသူတောက်တာနဲတော့ဒါစီးကလည်းထွက်တာနည်းနည်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့အယောင်အရန်ရင့်သလားဒါကိုကြည့်ရပါလိမ့်မယ်နောက်တစ်ခုရှိပါသေးတယ်ဆရာတို့ဒီထက်ပိုဆိုးလို့เนาะလိမ်မော်ရောင်အရင်နေများဖြစ်ပြီလားပေါ့เนาะအဲ့တော့လိမ်မော်ရောင်ပုံစံလောက်ထိကိုရင့်ပြီဆိုရင်တော့ဒါဆရာတို့အသေးကိုဂရုစိုက်ရပါတယ်เนาะကလေးမှာအသေးမှာပြဿနာတစ်ခုခုရှိလားကြည့်ရတယ်နောက်ပြီးတော့တချို့ဆေးတွေဥပမာဒါဆရာတို့သိကြတဲ့ဒါဗီတာမင် B များတဲ့ Barbless လို့ပေါ့เนาะဒီလိုဆေးတွေတောက်လို့ရှိရင်ဆေးတောက်ပြီးနောက်တစ်ခေါက်သွားတဲ့စီးမှာအယောင်ကဒီလိုမျိုးလေးရင့်တတ်တာလေးတွေရှိပါတယ်အရန်ကိုသူရေဓာတ်ခန်းချောင်းရင်လည်းစီးအယောင်ဟာလိမ်မော်ရောင်ဘက်ကိုတန်းတတ်ပါတယ်ဟုတ်ပြီအဲ့ဒါပြီးတော့ဆရာတို့ဒီထက်ပိုပြီးတော့ရင့်သွားတယ်အနီရောင်ဖြစ်သွားတယ်ပန်းရောင်လေးတွေသွားတယ်ဒါဆိုရင်ကောဆရာတို့စီးအယောင်ဟာနီးခြင်းနဲ့ဆိုရင်ဒါအထဲမှာသွေးပါတို့ပါအဲ့တော့ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်စီးအယောင်ဟာသွေးရောင်ပါတယ်เนาะသွေးပါတယ်လို့ထင်ရတယ်ဆိုရင်တော့ဒါဆရာတို့စေကန်းပြပါဆရာဝန်နဲ့တိုင်ပင်ဖို့လည်းလိုအပ်ပါတယ်ဆရာတို့ကြောက်ကယောဂတစ်ခုခုဖြစ်မှလည်းစိုးပါတယ်เนาะနောက်တစ်ခုကတော့ဆရာတို့ဒီအယောင်နဲ့မကဘူးပေါ့เนาะစီးဟာဆရာတို့အရေးတယ်မဟုတ်ပဲအထဲမှာနောက်တွေဖြစ်လာတယ်เนาะစီးအယောင်က cloudy ပေါ့ကွယ်เนาะအထဲမှာနောက်ပြီးတော့ဒါအဖက်ကလေးတွေပါတဲ့ပုံစံမျိုးတွေဖြစ်တယ်ဆိုရင်ဆရာတို့ကြောက်ကယောဂါလေးတွေစိတ်ပူပါတယ်เนาะစီးယောဂါလေးတွေစိတ်ပူပါတယ်အဲ့ဒါကဆရာဝန်နဲ့မဖြစ်မနေပြဖို့လိုအပ်ပါတယ်ဒီနေရာမှာတစ်ခုမှန်မှာတော့ဆရာတို့စီးကပထမဦးဆုံးเนาะမိုးလင်းချင်းမှာကလေးသွားတဲ့စီးမှာတစ်ချိန်လောက်ကိုတော့တစ်ခါတလေမှာဆရာတို့အယောင်အဲ့လိုလေးနောက်ကလေးတွေပါတတ်ပါတယ်နောက်စီးတွေအယောင်ကောင်းတယ်ဆိုရင်စိုးရင်စရာမရှိပါဘူးเนาะအဲ့တော့ဒါကတော့ဆရာတို့စီးအယောင်အကြောင်းပြောပြပေးသွားတာပဲဖြစ်ပါတယ်အဲ့တော့တတမီမီတို့အားလုံးလည်းကျမ်းမာချမ်းသာကြပါစေတတမီမီတို့ရဲ့မိခင်ဖခင်တို့လည်းဘုဟုတုတ္တတွေရမယ်လို့မျှော်လင့်ပါတယ်ဆရာဒေါက်တာဆိုင်မြတ်သူပါ